ယူကရိန်းရဲ့အလုံးစုံတိုက်စစ်ကြီးမားတဲ့ထိုးစစ်နှစ်ခုကြောင့်ရုရှားတို့အရှက်တကွဲဆုတ်ခွာနေရပြီ။ယူကရိန်းကအခုဆိုရင်အင်တိုက်အားတိုက်နဲ့အလျင်အမြန်တိုက်ခိုက်နေပါပြီ။တံပြန်တိုက်စစ်တွေနဲ့ပြင်းနေတဲ့ဒီသတင်းပတ်အတွင်းမှာပဲယူကရိန်းကကြီးမားတဲ့ထိုးစစ်ဆင်မှုနှစ်ခုကိုလှုံ့ဆော်ပြီးတော့ရုရှားတပ်တွေကိုစစ်မျက်နှာနှစ်ခုကနေဆုတ်ခွာသွားအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါဟာရုရှားအတွက်တော့တကယ့်ကိုအရှက်ရစရာပါပဲ။ရုရှားစစ်သားတွေကတကားမှမကြုံဘူးတဲ့ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့်ခေါင်းပြက်နေတဲ့ချက်တွေလိုပဲဟိုပြေးတီပြေးဖြစ်နေကြပါတယ်။ယူကရိန်းဘက်ကနေကြည့်မယ်ဆိုရင်တော့ဒီတံပြန်တိုက်စစ်တွေကိုသုံးပြီးတော့ရုရှားရဲ့2026စစ်ပွဲအစီအစဉ်တွေကိုဖျက်ဆီးပစ်နေတာဖြစ်ပါတယ်။ယူကရိန်းရဲ့နှစ်ဖက်ညက်တိုက်ခိုက်မှုကဒနီပရိုနဲ့အိုလက်ဇန်ဒရစ်စစ်မျက်နှာတွေမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့နှစ်ခုစလုံးမှာရုရှားကိုအလျင်အမြန်ဆုတ်ခွာသွားစေခဲ့တာကြောင့်ရုရှားရဲ့2026ခုနှစ်မဟာဗျူဟာအတွက်ပြဿနာအကြီးအကျယ်ဖြစ်သွားစေမှာဖြစ်ပါတယ်။ Alexandric မှာဘာတွေဖြစ်ခဲ့လဲ။ဘာကြောင့်အရေးကြီးတာလဲဆိုတာကိုတော့ဗီဒီယိုရဲ့နောက်ပိုင်းမှာကျွန်တော်တို့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။အရင်ဆုံးဒန်နီပရိုမြစ်ဖက်နဲ့ရုရှားတို့သူတို့ထိန်းချုပ်ထားနိုင်ပြီလို့ထင်နေတဲ့နယ်မြေတချို့စီကိုသွားပြီးတော့ကြည့်လိုက်ရအောင်ပါရှင်။လာပေါင်းများစွာကြာအောင်ရုရှားကဒန်နီပရိုမြစ်ထဲကကျုံးငယ်လေးတွေပေါ်မှာနေရာယူထားခဲ့တာဖြစ်ပါတယ်။ပူတင်ရဲ့တပ်ဖွဲ့ဝင်တွေကသူတို့ဟာဂျွန်နီပေါ်မှာဆိုတော့ယူကရိန်းရဲ့ဘလိုတံပြန်တိုက်ခိုက်မှုမျိုးကမှမထိနိုင်ဘူးလို့ယုံကြည်နေခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ယူကရိန်းကတိုက်ခိုက်ဖို့ဆိုရင်တော့အဲ့ဒီဂျွန်နီပေါ်ကိုစစ်သားတွေသင်္ဘောနဲ့လာတင်ရမှာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာရုရှားရဲ့ drone တွေနဲ့လက်နက်တွေရဲ့တိုက်ခိုက်မှုကိုခံရမှာဖြစ်လို့ပါပဲ။2025ခုနှစ်တစ်နှစ်လုံးနီးပါးမှာဒီကျွန်းတွေကိုပြန်သိမ်းဖို့ရုရှားကစစ်သားတွေကိုတေချောင်းပြန်စစ်စင်ရေးတွေစီကိုပို့ခဲ့ရတာကြောင့်ဒီအခြေအနေကိုရုရှားကကောင်းကောင်းသိပါတယ်။ရုရှားကအင်အားအမြောက်အများဆုံးရှုံးခံပြီးတော့မှဒီကျွန်းတွေကိုသိမ်းနိုင်ခဲ့တာဖြစ်လို့ပူတင်ကတော့ယူကရိန်းနေနဲ့အဖိုးတန်တဲ့စစ်သားတွေကိုအဆုံးရှုံးမခံရဲတာကြောင့်ပြန်မတိုက်ရဲဘူးလို့ထင်နေပါတယ်။ဒီကျွန်းတွေပေါ်မှာခြေကုပ်ယူထားတဲ့ရုရှားတပ်ဖွဲ့ဝင်တွေကဒနီပရိုမြစ်ကန်တလျှောက်ကယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့အရက်သားတွေကို drone တွေနဲ့တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ဒီကျွန်းတွေကရုရှားအတွက်တိုက်ခိုက်ရေးစခန်းတွေဖြစ်လာခဲ့ပြီးတော့မြစ်ကန်ပေါ်ကယူကရိန်းရဲ့အမြင့်ပိုင်းနေရာတွေကိုလည်းတိုက်ခိုက်တယ်လို့ရုရှားရဲ့အဓိကပြစ်မှတ်ဖြစ်တဲ့ဒန်နီပရိုမြို့ကိုတိုက်ခိုက်ဖို့အတွက်ပါအသုံးချနေကြတာလည်းဖြစ်ပါတယ်။ယူကရိန်းဘက်ကလည်းဒီတိုက်ခိုက်မှုတွေကိုဒီအတိုင်းဆက်ပြီးတော့ကြီးမနေနိုင်တော့ပါဘူး။ဒါပေမဲ့ဒန်နီပရိုမြစ်ထဲကကျွန်းတွေကိုတိုက်ရိုက်သွားပလိုက်ဖို့ကတော့လည်းခက်ခဲပါတယ်။ဒါကြောင့်မို့ရုရှားကသူတို့အောင်မြင်နေပြီလို့ထင်ပြီးတော့အရက်သားတွေကိုဆက်လက်ချိန်ချောင်းနေတဲ့အချိန်မှာပဲယူကရိန်းစစ်ဘက်ခေါင်းဆောင်တွေကအစီအစဉ်တစ်ခုဆွဲခဲ့ကြပါတယ်။အဲ့ဒီကျွန်းတွေပေါ်ကိုစစ်သားတွေပို့ဖို့ကမဖြစ်နိုင်ဘူးဆိုရင်ပို့ပြီးတော့စမက်ဂျာတွေတစ်ခုခုလုပ်ဖို့လိုအပ်လာပါပြီ။အဲ့ဒီလိုနဲ့သူတို့ဟာအဆင့်3ဆင့်ပါတဲ့အစီအစဉ်တစ်ခုကိုဖော်ထုတ်ခဲ့ပြီးတော့ရုရှားရဲ့ကျွန်းတပ်ဖွဲ့တွေကိုစနစ်တကျအားပြော့သွားအောင်လုပ်ခဲ့ပါတယ်။ဒါဟာယူကရိန်းစစ်ပွဲအတွင်းခြေတို့မြင်တွေ့ခဲ့ရသမျှထဲမှာအသိဉာဏ်အမြင့်မားဆုံးတံပြန်တိုက်စစ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ ဖေဖော်ဝါရီ19ရက်နေ့ထုတ်ယူကရိန်း Today သတင်းအရပထမအဆင့်မှာဒန်နီပရိုမြစ်နဲ့ကျွန်းတွေကိုဓာတ်ရိုက်မထိတွေ့ပဲရှောင်ကွင်းခဲ့ပါတယ်။ယူကရိန်းစစ်ဘက်ကအဲ့ဒီကျွန်းတွေပေါ်မှာအထီးကျန်ဖြစ်နေတဲ့ရုရှားစစ်သားတွေရှင်သန်နိုင်ဖို့ရိတ်ခါတွေလိုအပ်တယ်ဆိုတာကိုမှန်မှန်ကန်ကန်တွက်ချက်နိုင်ခဲ့ပါတယ်။ဒါအပြင်ဒန်နီပရိုမြို့ပေါ်ကိုကြားရောက်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကမြေကန်တလျှောက်မှာရုရှားကတိစောက်ထားတဲ့ကိုကဲမှုစခန်းတွေနဲ့ဂိုရောင်တွေကနေလာတာဆိုတာကိုလည်းသိရှိခဲ့ပါတယ်။ဒီအချက်ကိုသိလိုက်တာနဲ့ယူကရိန်းကရုရှားရဲ့စစ်မျက်နှာပြင်စီကိုပြင်းထန်တဲ့အစိပ်ပမာဏတစ်ခုကိုထိုးကျလိုက်ပါတယ်။ယူကရိန်းရဲ့ Vinan unit က drone မောင်းသူတွေဟာရုရှား drone အဖွဲ့တွေသိမ်းဆည်းရာနဲ့လွတ်တရာနေရာတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။ဒါဟာတာမန် drone တိုက်ခိုက်မှုတွေမဟုတ်ပါဘူး။ယူကရိန်းကဒီ M62 မိုင်းတွေကိုအထူးပြုပြင်ထားတဲ့ drone တွေမှာတက်ဆင်ပြီးတော့ပြစ်မှတ်တွေစီကိုလွှတ်တင်ခဲ့တာဖြစ်ပါတယ်။ဒါဟာလေယာဉ်ကနေပစ်ချတဲ့ဘုံငယ်လေးတွေလိုပါပဲ။ဒီဗျူဟာကတကယ်ကိုအလုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းကပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ TM62 မိုင်းတွေကိုနေရာအနှံ့မှာအသုံးပြုနေတာဖြစ်ပါတယ်။ဇန်နဝါရီလတုန်းက Forbes magazine ကတော့ဒီမိုင်းတွေကဘက်စုံသုံးလက်နက်တွေဖြစ်လာပြီလို့ဖော်ပြခဲ့ပါတယ်။ဆိုဗီယက်ခေတ်ကထုတ်လုပ်ခဲ့တဲ့16.5 ပေါင်နီးပါးလေးတဲ့ဒီရန်ဘလူးမိုင်းတွေကကမ္ဘာပေါ်မှာအသုံးအများဆုံးတင်ကားဖြတ်မိုင်းတွေဖြစ်ပါတယ်။ရုရှားဘက်ကလည်းယူကရိန်းကဒါတွေကိုသူတို့ရဲ့တင်ကားတွေမှာဓာစီဖို့မိုင်းကွင်းတွေမှာပဲသုံးမယ်လို့ထင်နေခဲ့တာပါ။ဒါပေမဲ့ယူကရိန်းကတော့
3D printer တွေနဲ့ပြုလုပ်ထားတဲ့ TM 2025လို့ခေါ်တဲ့ခင်မီမိုင်းတွေကိုဖန်တီးခဲ့ပါတယ်။ဒါတွေကိုအဝေးထိန်းစနစ်နဲ့ဖောက်ခွဲနိုင်ပါတယ်။ဒါဟာ Danny Pro မြစ်ဟူဗျူဟာရဲ့ပထမအဆင့်ဖြစ်ပါတယ်။ Venan unit ဟာဒီသမိုင်းတွေကိုလေကြောင်းကနေရုရှားစီကိုပို့လို့ပြီးတော့သူတို့ရဲ့တူလောင်ယုံတွေနဲ့ကုတ်ကဲမှုစက်ခန်းတွေကိုဖျက်ဆီးပြလိုက်ပါတယ်။ဒါကြောင့်ရုရှားဟာ drone နဲ့ကင်းချိုက်ဖို့ရောယူကရိန်းကိုပြန်ချိုက်ဖို့ပါမလုပ်နိုင်တော့ဘဲနဲ့အားနည်းသွားပါတော့တယ်။ဒါပေမဲ့ယူကရိန်းကအလောတကြီးမဝင်သေးပဲဒုတိယအဆင့်ကိုစတင်ပါတယ်။ဒီတစ်ခါမှာတော့ယူကရိန်းရဲ့ FPV drone တွေကရုရှားရဲ့လေလမ်းကြောင်းတွေနဲ့ရိတ်ခါပို့ဆောင်ရေးလမ်းကြောင်းတွေကိုပြစ်မှတ်ထားပါတော့တယ်။အဲဒီကျွန်းတွေပေါ်ကတပ်ဖွဲ့တွေစီရိတ်ခါဖျက်တောက်လိုက်တာကရုရှားအတွက်ကတော့အိမ်မက်ဆိုးပါပဲရိတ်ခါလန်းချောင်းတွေတိုက်ခိုက်ခံရတဲ့အတွက်ရုရှားဟာတန်ရာရစစ်သားတွေကိုတောင်ပြန်မခေါ်နိုင်တော့ပါဘူးယူကရိန်း drone တွေကကျွန်းတွေစီလာသမျှမော်တော်ဘုတ်တွေကိုဖျက်ဆီးပြစ်တာကြောင့်စစ်သားတွေဟာအစားအသောက်နဲ့ရေတောင်မရတော့တဲ့အခြေအနေဖြစ်သွားပါတယ်ဒီအချိန်မှာရုရှားစစ်သားတွေကအရန်ကိုစိတ်ပြတ်အားငယ်နေကြပါတယ်တချို့ကဂိုင်းတော်တွေထဲမှာပုံနေပြီးတော့ထွက်ပြေးဖို့ကြိုးစားကြပေမဲ့ယူကရိန်း drone တွေရဲ့ပြစ်ခတ်မှုကိုပဲခံကြရပါတယ်တစ်ချိန်တည်းမှာပဲယူကရိန်းကသိမ်းပိုက်ခံထားရတဲ့ Olasharki ဒေသကကုတ်ကဲမှုစက်ခန်းတွေကိုလည်းဖျက်ဆီးခဲ့ပါတယ်။ဒါဟာလာပေါင်းများစွာကြိုတင်ပြင်ဆင်ခဲ့တဲ့အစီအစဉ်ဖြစ်ပါတယ်။ယူကရိန်းဟာ Mac 29တိုက်လေယာဉ်တွေကနေပြီးတော့ AASM Hammer ဘုံတွေကိုသုံးပြီးတော့တရားတွေနဲ့စက်ခန်းတွေကိုဖျက်ဆီးလိုက်တာကြောင့်ရုရှားရဲ့ကိုယ်ကယ်မှုစနစ်တစ်ခုလုံးရှုပ်ထွေးသွားပါတော့တယ်။အဲဒီနောက်မှာတော့တတိယအဆင့်ရောက်လာပါတယ်။ရုရှားတပ်တွေအထီးကျန်ဖြစ်နေတဲ့အချိန်မှာယူကရိန်းကသူတို့ရဲ့ခံစစ်တွေကိုစက်တိုက်တိုက်ခိုက်ပါတော့တယ်။ရုရှားစစ်သားတွေမှာ drone အကာအကွယ်လည်းမရှိအထက်ကအမိန့်လည်းမရတော့တဲ့အတွက်ခေါင်းပြက်နေတဲ့စက်တွေလိုပဲဖြစ်နေကြပါတယ်။သူတို့ပုံနေတဲ့နေရာတွေအကုန်ဖျက်ဆီးခံရပြီးတော့စူမီရဲ့နေရာတိုင်းကိုယူကရိန်းကတိုက်ခိုက်ခဲ့ပါတယ်။အဆုံးမှာတော့ရုရှားစစ်သားတွေကကျွန်းပေါ်မှာအသေးခံမလားထွက်ပြေးမလားဆိုတာပဲရွေးချယ်စရာရှိပါတော့တယ်။ယူကရိန်းစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Vladislav Loboshin ကတော့ရုရှားဟာဒနီပရိုကျွန်းတချို့ကနေထွက်တက်တွေပြန်ရုပ်သိမ်းသွားပြီလို့အတည်ပြုထားပါတယ်။ရုရှားစစ်ဘက်အစင်းမြင့်ခေါင်းဆောင်တွေကလည်းဒီကျွန်းတွေကိုဆက်ထိန်ထားဖို့ကအကျိုးမရှိတော့ဘူးလို့ယူဆနေကြပါပြီ။ဒါဟာယူကရိန်းရဲ့အတွက်တကယ်ကိုအောင်မြင်မှုကြီးတစ်ခုပါပဲ။အခုဆိုရင်ဒနီပရိုမြစ်ကမ်းတစ်လျှောက်ကယူကရိန်းတပ်ဖွဲ့ဝင်တွေကပို့ပြီးတော့လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ပြီဖြစ်ပါတယ်။နောက်ထပ် Oleksandr စစ်မျက်နှာအကြောင်းကိုပြောရမယ်ဆိုရင်တော့ယူကရိန်းစစ်သည်နာပတိချုပ် Oleksandr Syrskyi ကယူကရိန်းတပ်တွေဟာအဲ့ဒီဒေသမှာတံပြန်တိုက်စစ်တွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ယူကရိန်းက drone တွေအမြောက်တွေနဲ့လျှက်စစ်စစ်စင်ရေးလက်နက်တွေကိုထိထိရောက်သုံးပြီးတော့နယ်မြေတွေကိုပြန်သိမ်းနေတာဖြစ်ပါတယ်။ Telegraph သတင်းတွေအရယူကရိန်းဟာ9ရက်အတွင်းမှာစတိုယန်မိုင်88မိုင်စတိုယန်ကီလိုမီတာ200ကျော်ကိုပြန်သိမ်းနိုင်ခဲ့ပါတယ်။ဒါဟာ2023ခုနှစ်တွင်ရာသီတိုက်စစ်ဆင်မှုပြီးရင်တော့အများဆုံးပြန်သိမ်းနိုင်တာဖြစ်ပါတယ်။ရုရှားအတွက်ပို့ပြီးတော့ရနာစရာကောင်းတာကယူကရိန်း9ရက်အတွင်းသိမ်းလိုက်တဲ့နယ်မြေဟာရုရှားက2025ခုနှစ်ဒီဇင်ဘာလ1လလုံးစူးစမ်းပြီးတော့သိမ်းယူခဲ့ရတဲ့နယ်မြေနဲ့အတူတူပဲဖြစ်နေလို့ပါပဲရုရှားစစ်သားတွေအခုလိုရှုံးနေရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ Starlink ဆက်သွယ်ရေးစနစ်ပြတ်တောက်သွားလို့ဖြစ်ပါတယ် SpaceX ကရုရှားတွေတရားမဝင်သုံးနေတဲ့ Starlink ဆက်တွေကိုပိတ်လိုက်တဲ့အတွက်ရုရှားတပ်ဖွဲ့90%လောက်ကဆက်သွယ်ရေးပြတ်တောက်ပြီးတော့ဘာလို့မှမသိဖြစ်ကုန်ကြပါတယ်ယူကရိန်းကတော့ဒီအခွင့်အရေးကိုတေချာအသုံးချခဲ့တာဖြစ်ပါတယ်ယူကရိန်းကအခုလိုနယ်မြေတွေကိုအတင်းပြန်သိမ်းနေတာကလာမယ့်နွေရာသီမှာရုရှားကအကြီးအကျယ်ထိုးစစ်ဆင်လာမယ့်အစီအစဉ်ကိုကြိုတင်ဖျက်ဆီးဖို့ဖြစ်ပါတယ်ရုရှားကစစ်သားတသိန်းလောက်သုံးပြီးတော့ထိုးစစ်ဆင်ဖို့ပြင်နေတာကြောင့်ယူကရိန်းကအခုကတည်းကနယ်မြေတွေကိုပြန်သိမ်းပြီးတော့ခိုင်မာတဲ့ခံစစ်တွေတည်ဆောက်နေတာဖြစ်ပါတယ်ရုရှားအနေနဲ့သူတို့သိမ်းကျင်တဲ့နေရာတွေကိုပြန်သိမ်းဖို့ဆိုရင်ယူကရိန်းရဲ့တေမင်းတမန်စုံတွေကိုဖျက်ချော်ရမှာဖြစ်လို့သူတို့ရဲ့အရန်အင်အားတွေပါပြုံးတီးကုန်ပါလိမ့်မယ်အတူတူပြောရရင်တော့ယူကရိန်းရဲ့ဘာနေတဲ့တံပြန်တိုက်စစ်တွေကြောင့်ရုရှားရဲ့အစီအစဉ်တွေအကုန်ပျက်စီးကုန်ပါပြီပူတင်ကတော့၄နှစ်ကြာစစ်တိုက်ပြီးတဲ့နောက်မှာသူရှုံးနေပြီဆိုတာကိုအခုထိလက်မခံနိုင်သေးတာဖြစ်ပါတယ်ပရိသတ်ကြီးယူကရိန်းရဲ့ဒီလိုဘာနဲ့တဲ့စစ်ဗျူဟာတွေအပေါ်ဘလို့များချင်လဲကောမန့်လေးထဲမှာပရိသတ်တို့ရဲ့အထင်ကိုရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်